မစားနဲ့မသွားနဲ့မစားဘူးမသွားဘူးပေါ့နော်နဲ့နဲ့ဘူးဘာကွာလဲလို့တစ်ချက်ကို comments လေးထဲမှာလာမေးထားတာလေးတွေ့ရပေါ့နော်ဆိုတော့နဲ့မစားနဲ့မသွားနဲ့အဲ့ဟာလေးကိုဒီချေတို့ကဘာနဲ့ပြောလို့ရလဲဆိုအင်္ဂလိပ်စာမှာ don't ဆိုတဲ့စကားလုံးလေးနဲ့ပြောလို့ရတယ်don't နဲ့ပြောမှဆိုလို့ရှိရင်ဒီချေတို့ကသူတပောက်ကိုပြောတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါမှာဒီချေတို့ order ပေးတာတွေဆိုအမိန့်ပေးရတယ်ပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီချေတို့က don't ကိုရှေ့ထုတ်ပြီးတော့မှ don't eat don't ကိုမစားနဲ့မသွားနဲ့ဆိုပြီးမှပြောလို့ရတာပေါ့နော်။ Okay မစားဘူးမသွားဘူးဆိုတဲ့ဟာလေးကကြောင့်ကိုယ်တိုင် personal အနေနဲ့ပြောတဲ့အခါမျိုးလေးမှာသုံးတယ်ပေါ့နော်။ I don't eat meat ငါအသားမစားဘူး I don't drink alcohol အရက်မတောက်ဘူးအဲ့လိုပုံစံမျိုးလေးနဲ့ဒီချာတို့ကပြောလို့ရတယ်ပေါ့နော်ဆိုတော့မစားဘူးမသွားဘူးဆိုရင် I don't you don't he doesn't she doesn't ဆိုရင်အားလေးနဲ့သုံးပြုလို့ရပြီးတော့မှမစားနဲ့မသွားနဲ့လို့ပြောတဲ့အခါမျိုးမှာကြားလို့ရှိရင် don't eat it don't drink it don't ဆိုတဲ့ဟာလေးနဲ့ဒီချေတို့သုံးလို့ရပါတယ်ဆိုတော့အားလုံးပဲနားလည်လိမ့်မယ်တင်တယ်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုလေးမှာလည်းသိစင်တဲ့ဟာလေးတွေ comments မှာရေးခဲ့ပြီးလို့ရပါတယ်ဒီချက်ဖြေစားပေးပါမယ်နော်ဆိုတော့ everyone so bye bye